ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Your Bedtime Library မှာကြိုဆိုပါရစေကျွန်တော်မတင်ဆက်ပေးပြတာလဲကြာပြီဆိုတော့ဒီနေ့မှာပြန်ပြီးတော့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့ဆရာချမ်းမြင့်ဝင်ဘာသာပြန်ဆိုထားတဲ့ဂိူးမဆာချေနုပညာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဆိုရင်တော့ဒီစာအုပ်လေးရဲ့အခန်း1ကိုစတင်ပြီးတော့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အခန်း1မကြိုးစားနဲ့ချားစ်ဘူဂိုစကီကိုကြည့်အယက်သမားမိန်းမလေးရှုပ်လောင်ကစားလေးလှုပ်စံကုန်မြေလေးကက်စီးကလည်းနေသေးတခါလေစိတ်ကူးပေါက်မှကြပြားလေးစာလေးရေးတယ်ဘသူမှသူ့စီမှာဘဝနေနေအကြံဉာဏ်နေအောင်မြင်ရေးတော့ချက်တွေတောင်းမှာမဟုတ်ဘူးဒါကြောင့်ဒီစာအုပ်ကိုသူနဲ့ပထမဆုံးစဖွင့်ရမယ်ဘူဂိုစကီကစာရေးဆရာဖြစ်ချင်တာရေးသမျှစာအုပ်တွေလည်းဘယ်တိုက်ကမှလက်မခံဘူးသူရေးတဲ့စာတွေကိုကျန်းနေတိမ်နေအဆင်မရှိကြက်တီတုံစာပြီးဆိုပြီးတော့ညင်းလွတ်တယ်ကျတော့စိတ်တက်ကြပြီးတော့အရက်ပဲဖိတောက်တော့တာသူ့အလုပ်ကစာပိုယုံမှာစာရေးစီတဲ့အလုပ်မဖြစ်လောက်လားကကိုလည်းအကုန်တောက်ပစ်ပိုးတဲ့ပစံကြတော့လေမြင်းလောင်းပစ်တယ်ညဘက်အိမ်ပြန်ရောက်မှလက်နှိပ်ဆက်အစုပ်လုံးနဲ့ကြပြားနေနေပပရေးတယ်ဘာမှမရေးပြစ်ပဲမူယူပြီးမှမနက်မိုးလင်းမှတတိပြန်ရလာတဲ့ခါရီလည်းမနေဘူးဒီလိုနဲ့နှစ်30လောက်ကြာသွားရောအရက်လောင်ကစားမူးရစ်စေးမိမပြတ်တွေနဲ့လုံးထွေးနေအသက်50ပြည့်သွားတယ်အဲ့ဒီချိန်မှာမထင်မရှားစာအုပ်တိုက်တေးသေးလေးတစ်ခုကသူ့စီလာချင်းကတ်တယ်အဲ့ဒီစာအုပ်တိုက်ကအေဒီတာကဘူဂိုစကီကိုစိတ်ဝင်စားစရာတရဝါတကောင်လိုမြင်နေတာပစံနေအောင်မြင်မှုတွေတော့မပေးနိုင်ဘူးစာအုပ်တုပ်ထုတ်ပေးဖို့အခွင့်အရေးပေးမယ်ဆိုပြီးတော့ဆက်သွယ်လာရောဘူဂိုစကီတစ်သက်လုံးမှာဒီလိုအခွင့်အရေးမျိုးတစ်ခါမှမရဘူးနောက်လဲရလာတော့မှမဟုတ်ဘူးဒါနဲ့အေဒီတာစီကိုစာပြန်လိုက်ရောငါမှရွေးစရာဆိုလို့နှစ်ခုပဲရှိတယ်ဟဲ့စာတိုင်းမှာအလုပ်ဆက်လုပ်ပြီးတော့ဖြည်းဖြည်းချင်းယူသွားမလားစာရေးစရာလုပ်ပြီးတော့အငတ်ခံမလားစာရေးပြီးအငတ်ပဲခံတော့မယ်စာချုပ်ချုပ်ပြီးတော့3ဘတ်အတွင်းပထမဆုံးဝတ္ထုကိုအပြီးရေးတယ်စာအုပ်နာမည်ကိုရိုးရိုးပဲစာတိုက်ဆိုပြီးတော့ပေးလိုက်တယ်စာအုပ်အဖွဲ့မှာမြည်သူအတွက်မျှမဟုတ်ဆိုပြီးတော့ရေးထားသေးတယ်နောက်ပိုင်းစာအုပ်တွေဇက်တိုက်ရေးပြသွားတယ်ဝတ္ထု6အုပ်နဲ့ကြပြားတွေယာနဲ့ချီပြီးတော့ဆက်ထုတ်ဖြစ်တယ်အုပ်ရည်2တန်းကျော်သွားတဲ့အထိရောင်းရတယ်ဘယ်သူမှထင်မထားတဲ့အထိကိုအောင်မြင်သွားတယ်သူကိုယ်တိုင်လည်းထင်မထားဘူးဒီလိုဇက်လန်းမျိုးတွေကကျွန်တော်ပတ်ဝန်းကျင်မှာဖန်တရားတေးနေပြီလိုချင်အောင်မရမကစူးစမ်းတယ်ဘယ်တော့မှအရှုံးမပေးတဲ့အတွက်နောက်ဆုံးမှာပန်းနိုင်ရောက်သွားတယ်ဘာညာပေါ့ရုပ်ရှင်ရိုက်ရှင်စရာဇက်လန်းမျိုးအောင်မြင်သူတွေကိုလက်ညှိုးထိုးပြီးတော့ပြောနေကြစကားမျိုးတွေ့လားသူဆိုရင်ဘာဖြစ်ဖြစ်အရှုံးမပေးပဲဆက်စူးစမ်းသွားတာသူ့ကိုယ်သူလည်းယုံတယ်မစုံမနစ်စိတ်ဓာတ်နဲ့စူးစမ်းတော့အောင်မြင်သွားကြတယ်အတူယူကြဒါပေမဲ့ဘူဂိုစကီတေတော့သူ့အုပ်ကူမှာစာတကြောင်းထွင်းခိုင်းသွားတယ်မစူးစမ်းနဲ့တဲ့စာအုပ်တွေတန်းနဲ့ချီပြီးရောင်းရနာမည်တွေကြီးနေပေမဲ့ဘူဂိုစကီကအလကားလူဖြစ်နေတော့မယ်သူ့ကိုယ်သူလည်းသိတယ်သူအောင်မြင်သွားတာစူးစမ်းလို့ပြောင်းလဲသွားလို့မဟုတ်ဘူးသူ့ကိုယ်သူအတုံးမကျတာကိုဝန်ခံပြီးတော့ပုံမှန်လင်းလင်းရေးလို့အောင်မြင်သွားတာတခြားသူတွေလိုဖြစ်အောင်လည်းလိုက်မပြောင်းလဲဘူးသူ့စာတွေကိုဖတ်ကျင်သိတာတယ်မအောင်မြင်မှုတွေဆုံးရှုံးမှုတွေအဆိုးဆုံးအချိန်တွေကိုမဖုံးကွယ်ပဲနဲ့ရိုးသားသားရေးသွားတာသူ့အောင်မြင်မှုရဲ့တကယ့်အကြောင်းရင်းကတော့ဒါပါပဲကိုဘလို့လူလဲဆိုတော့လက်ခံသွားတာပွင့်လင်းတာဝန်ခံတတ်တာအောင်မြင်တာတွေဘာလဲဂီးမဆိုင်ဘူးအောင်မြင်တော့လေလူကောင်းဖြစ်မသွားဘူးလေစာအုပ်ပွဲကြပြားပွဲတွေကိုလည်းမူးယူပြီးတော့သွားလို့သွားလူကြားသူကြားလည်းအဆက်မရှိနေခြင်းသလိုနေတွေ့ကြရမိမနဲ့အိတ်နာမည်ကြီးလို့အောင်မြင်သွားလို့ဘူဂိုစကီတယောက်လူကောင်းသူကောင်းဖြစ်မသွားသလိုသူလူကောင်းသူကောင်းဖြစ်လာလို့အောင်မြင်လာလည်းမဟုတ်ဘူးကိုမြင့်တင်တာနဲ့အောင်မြင်မှုနဲ့တွဲနေတတ်တယ်ဒါပေမဲ့ဒီနှစ်ခုကတူတော့မတူရဲ့ကျွန်တော်ဒီနေ့ပတ်ဝန်းကျင်မှာမဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေတိတ်များတယ်ပိုပြောခြင်းနဲ့ပိုကျမ်းမာခြင်းနဲ့အကောင်းဆုံးဖြစ်ခြင်းနဲ့အားလုံးထက်သာခြင်းနဲ့ပိုတော်ခြင်းနဲ့ပိုတက်ခြင်းနဲ့ပိုချမ်းသာခြင်းနဲ့ပိုလှခြင်းနဲ့မနာလိုသမုံတိုရာခံခြင်းနဲ့လေးစားခံခြင်းနဲ့မနဲ့အိမ်သာတက်ရင်တော့ရွှေထွက်ခြင်းနဲ့မိမချောသဘောကောင်းကောင်းနဲ့အလိမ္မာသားသမီးလေးတွေလိုခြင်းနဲ့အလုံးလုံးလည်းလူအထင်ကြီးပြီးတော့ကပောက်ကူတော်ကယ်တင်နိုင်တဲ့အလုပ်မျိုးတွေလုပ်ခြင်းနဲ့ဒါပေမဲ့ခဏလေးရက်ပြီးတော့စဉ်းစားကြည့်အောင်မြင်ရေးစာအုပ်တွေပျော်ရွှင်ရေးစာအုပ်တွေမှာပါနေကြအကြံဉာဏ်တော်များများကကျွန်တော်တို့စီမှာမရှိသေးတဲ့အရာတွေအာရုံစိုက်နေတာများတယ်ပတ်စံရှာဖို့စူးစမ်းကြတာပတ်စံလိုနေသေးတယ်လို့ထင်လို့ကိုမလှဘူးထင်တော့မှန်ရှိမှထက်ခါကြည့်အခြေရေးမှာညံ့နေထင်တော့လက္ခဏာဘေးတင်ရရတွေလို့မအောင်မြင်သေးဘူးလို့ထင်တော့အောင်မြင်ရေးစာပေတွေဖတ်ကြအကောင်းမြင်ဖို့အောင်မြင်ခြင်းစိတ်ရှိဖို့စူးစမ်းနေပဲကို့မှာမရှိတာတွေကိုမလုံနိုင်တာတွေမလုံနိုင်တော့တာတွေ
မလုံနိုင်ခဲ့တာတွေစဉ်းစားရင်းနဲ့တန်တရားလဲကုန်တယ်တကယ်တမ်းကျတော့ပျော်ရွှင်နေတဲ့သူတယောက်ဆိုတာမှန်ထဲမှာကိုပြန်ပြီးတော့ငါပြောတယ်ဆိုပြီးတော့ပြောနေစရာမလိုလေခွေးသေးလေဟောင်းလေးပဲဆိုတဲ့စကားပုံလိုပဲတတိရှိပြီးသားသူကမကြောက်တဲ့ကြောင်တက်တည်ပြစရာမလိုဘူးချမ်းသာတဲ့သူကချမ်းသာကြောင်ထုတ်ပြနေစရာမလိုဘူးကိုเจ้าကိုတည်ပြီးသားမဟုတ်လားတီဗီကြောင်ရည်ကြည့်လိုက်ရင်လေကောင်းမွန်တဲ့ဘဝဆိုတာကောင်းစီးဖို့ဝင်ငွေကောင်းတဲ့အလုပ်ရဖို့ရေးစားလှထားနိုင်ဖို့ရေကူးကနေနေနိုင်ဖို့ဆိုပြီးတော့ပြောမယ်ပိုကောင်းတဲ့ဘဝဆိုတာရဖို့ပိုလုပ်ဖို့ပိုရှိဖို့ပိုဆိုတဲ့စကားနေပဲလဲနေတယ်ပတ်ဝန်းကျင်ကိုအဖက်လုပ်ဂရုစိုက်နေဖို့ဇက်တိုက်ကြီးကိုတိုက်တွန်းခံနေရတာတီဗီအသစ်ဝင်နိုင်မှုဂရုစိုက်ရမယ်လုတ်ဖို့ကိုင်းမက်တွေထပ်ပို့ပြီးတော့ပတ်စံရဖို့ဂရုစိုက်ရတယ်အိမ်မှာဆိုဖာဆက်ဒီအသစ်လေးဝယ်ဖို့ဂရုစိုက်ရမယ်နောက်ဆုံးမော်ဖုန်းကိုထွက်တာနဲ့ကင်နိုင်မှုဂရုစိုက်ရတယ်ဒါရီကိုဂရုစိုက်အဖက်လုပ်နေတာစီးပွားရေးအတွက်တော့ကောင်းသားဗျစီးပွားရေးကောင်းလို့ဘာမှမထိခိုက်ပေမဲ့ဒီလောက်ကြီးအရာရာကိုလိုက်အဖက်လုပ်နေတော့စိတ်ကျမ်းမာရေးကချူကြလာရောပျော်ရွှင်မှုတန်လေးအတုလောင်နေနောက်ကိုလိုက်နေနဲ့အချိန်နေသာကုန်လာတယ်တကယ်ကောင်းမွန်တဲ့ဘဝကိုလိုချင်ရင်အရာရာတိုင်းကိုပို့ပြီးတော့ဂရုစိုက်အဖက်လုပ်နေလို့မရဘူးစစ်မှန်တဲ့တကယ်လိုအပ်တဲ့တကယ်အရေးကြီးတဲ့ຢာတွေကိုရွေးပြီးတော့ဂရုစိုက်ဖို့လိုတယ်လောကတန်နေရအုံနောက်ကကျွန်တော်တို့ကိုဖြည်းဖြည်းချင်းနဲ့ယူအောင်လုပ်တတ်တဲ့အကျင့်ရှိတယ်ကြုံမှုမှာပါဥပမာတရားရောက်ကိုမကြင်မနှက်ဖြစ်နေရကနေမကြင်တတ်တဲ့အကြောင်းတဲ့ပြောကျင်လာတယ်ပေါ့ပြောရမှာကိုလေစိတ်ပူတယ်ဘာလို့မပြောရဲတာလဲဆိုပြီးတော့လေကိုအားမရဖြစ်ဒါနဲ့စိတ်ပူနေတဲ့စိတ်ကိုပြန်စိတ်ပူတောက်လေမူလေပေါ့စိတ်တူတဲ့သူဆိုပိုဆိုးဘာမှအတိတ်ပဲမရှိတာတွေပေါက်တက်ကြရဟာတွေကိုလိုက်စိတ်ဆိုးဘာကြောင့်စိတ်ဆိုးမှလည်းမသိတစ်ချိန်လုံးအားရှိစိတ်တူနေတော့နလဘိန်းလုံးလိုဖြစ်လာရောအဲ့လိုဖြစ်ရကောင်းလားဆိုပြီးတော့ကိုစိတ်ဆိုးကြည်ရောစိတ်တူရကောင်းလားဆိုပြီးတော့စိတ်ပြန်တိုးနေရတာနေရနေပါလေလက်သီးနဲ့ထိုးအမြဲတမ်းမှန်ခြင်းတဲ့သူကြတစ်မျိုးဗျအမားလုံးမိမာကိုကြောက်နေတာနဲ့အသက်ရှူမဝခြင်းလုတ်ခဲ့သမျှအမားတွေနောင်တရနေတာနဲ့စိတ်မချမ်းသာရဘူးအထီးကျန်ဝမ်းနေနေမှာကိုတွေ့ပြီးတော့တကယ်အထီးကျန်ဖြစ်ကုန်တဲ့သူတွေလောကတန်တရားဆိုတာဒါပေါ့ကိုယ်စိတ်နဲ့ကိုလဲနေတာလူတိုင်းတစ်ခေါက်တော့အနည်းဆုံးကြုံမှုကြတယ်အခုတော့ဖြစ်ချင်းဖြစ်နေမယ်အခုဒီစာအုပ်ဖတ်နေရင်လည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်ငါနဲ့တူလိုက်တာငါလည်းဒီတန်တရားလေးလဲနေပြီလားမသိဘူးဒုက္ခပါပဲတော်တော်အသုံးမကျတဲ့ငါပါလားဘာလို့ကိုအသုံးမကျဘူးထင်နေရလဲစိတ်ညစ်တယ်ဒီစိတ်ကလည်းအလကားနေညစ်နေတာပဲတော်တော်သုံးမကျပါလားစိတ်လျှော့ပါယုံကြည်မယုံကြည်နေလူဘဝရဲ့နှစ်သာရဆိုတာဒါပါပဲဒရိတ်ဆန်ဒီမှာဆိုဒီလိုမျိုးစဉ်းစားနိုင်စိတ်ရှိမှမရှိရကိုအတွေးကိုပြန်ပြီးတော့စမ်းစစ်နိုင်တာဆိုလို့လူပဲရှိပါတယ်။ online ပေါ်မှာ model ပုံလေးတွေကိုကြည့်နေတော့ငါတော်တော်နှာဘူးကြပါလားလို့ပြန်တွေးမိတာမျိုးပေါ့။ထားပါတကယ်ပြဿနာတီးလို့ဗျ။အခုခေတ်ကျွန်တော်နေတဲ့ပတ်ဝန်းကျင်လူမှုကွန်ရက်ကိုကြည့်။လူတွေကမကောင်းမှုဆိုပြီးတော့သတ်မှတ်ထားတဲ့ခံစားချက်တွေရှိတယ်။အကြောက်စိတ်ဒေါသစိတ်မနာလိုစိတ်ဒီလိုစိတ်ခံစားချက်တွေကိုဘယ်သူမှအတိအမှတ်မပြုချင်ကြဘူး။ဘယ်သူ Facebook ကိုကြည့်တာယာပျော်မြူးနေတာတွေကပိုများနေတာ။ဟိုတယောက်မင်္ဂလာဆောင်ခန်းထားလိုက်တာဟဲကားတစ်တောင်စီးနေပြီဟိုမှာကြည့်ပါဦးငငယ်လေးနဲ့တန်းကြွယ်တဲ့ဖြစ်သွားတဲ့ဟိုတယောက်ကြတော့အမွေတွေသိမ်းပေါင်းဘလောက်ရကိုရီကြတော့အိမ်မှာငုတ်တုတ်ထိုင်းခွေးတကောင်နဲ့ကို့ဘဝကိုအားငယ်လာတာဘာမှမဆန်းဘူးလောကတန်တရားယောဂအခုခေတ်မှာကူးဆက်အမြန်ဆုံးယောဂဖြစ်နေပါပြီကျွန်တော်အားလုံးကိုပိုစိတ်ပင်ပန်းအောင်ပိုပြီးတော့မွန်းကျက်အောင်ကိုပိုမုန်းအောင်လုပ်နေတဲ့ယောဂပေါ့ဟိုရင်ခက်ကတော့ရှင်းပါတယ်သူတို့လည်းစိတ်ညစ်ကြတာပဲသူတို့ကြတော့ဒီနေ့ဘာမှအဆင်မပြေပါလားဘဝဆိုတာဒီလိုပဲပေါ့လုပ်เสียရှိတာဆက်လုံးမအခုခေတ်ကြတော့မရဘူး9မိနစ်လောက်စိတ်ညစ်မိတယ်သူများတွေပျော်ရွှင်နေတဲ့တာယာနေတဲ့ပုံပေါင်း300လောက် Facebook ပေါ်တက်နေပြီသူတို့တွေမှာပျော်နေလိုက်တာငါကြမှာငါတခုမှားနေပါလားဆိုတဲ့စိတ်ကဝင်လာပြီဗျအဲ့ဒီနောက်ဆုံးတစ်ခုကအဆိုးဆုံးပဲကိုတခုမှားနေတယ်လို့ထင်တာစိတ်ညစ်နေရတာကိုစိတ်ညစ်လာတာစိတ်တူတာကိုစိတ်တူတာစိတ်ပူမိတာကိုစိတ်ပူနေတာငါဘာဖြစ်နေတာလဲဆိုတဲ့စိတ်ဒါကြောင့်ဂယုမဆိုင်ဖယ်နေတဲ့နီးကအထီရောက်ဆုံးဖြစ်နေတာကဘာကိုကဲတင်မဲ့နီးလန့်ပေါ့တကဘာလုံးတောက်တလွဲတွေဖြစ်နေတာကိုလက်ခံဖို့အမြဲတမ်းလွဲနေအောင်ပါပဲဒါဘာမှမဖြစ်ဘူးဆိုတာကိုနားလေဖို့စိတ်ညစ်လိုက်တာညစ်တော့ဘာဖြစ်လဲညစ်စမ်းငရဲတန်တရားထွက်ခြင်းဒီနီးလန့်ပဲရှိတယ် George Orwell ဆိုတဲ့စာရေးဆရာကြီးကပြောဘူးတယ်ကိုနာတပြားမှာရှိနေတဲ့အရာကိုမြင်ဖို့သိခတ်တယ်တဲ့ကျွန်တော်လည်းတူတူပဲလေစိတ်ဖိစီးမှုတွေဖြေပြောက်ဖို့အပြေက
ကိုအနီးနားမှာရှိနေတာကိုမမြင်ကြဘူးငါဘာလို့ဗလားမတောင်းတာလဲဆိုပြီးတော့စိတ်တေးနာရီးစားမိုက်စားလေးမရလို့စိတ်တက်တွေကြနီးနီးလေးမှရှိတဲ့အဖြေကိုသတိမထားမိကြဘူးလူသားတွေအောင်မြင်မှုတွေရဲ့သားကောင်တွေဖြစ်မှန်းမသိဖြစ်လာတယ်အောင်မြင်မှုတွေနဲ့တူစိတ်ဖိစီးမှုယောဂတွေစိတ်အပူလွန်တဲ့ယောဂတွေစိတ်ကြယောဂတွေအရှိန်အဟုန်နဲ့လိုက်လာရောလူတိုင်းမှာအပန်းဖြေစရာ TV တွေအင်တာနက်တွေဟန်ဖုန်းတွေရှိလာပေမဲ့ဒါတွေဟာဒီယောဂတွေကိုတော့ကုသမပေးနိုင်ဘူးပစ္စည်းဥစ္စာကြောင့်ဖြစ်တဲ့တောကထက်စိတ်ပြေဆုံးမှုပေါ်မှာမူတည်တဲ့တောကတွေကပိုများလာတယ်အခွင့်အရေးတွေရုပ်ဝတ္ထုပစ္စည်းတွေများလုံးလို့ဘဲကစပြီးတော့ဘာလုံးမှန်းမသိတဲ့ခေတ်ကြီးဖြစ်လာတယ်ဘဲဟာကိုအရင်အလေးထားကြည့်ဆိုင်ရမလဲမသိရတော့ပေါ့ကိုတိုင်းစရာပေးတဲ့နေကလည်းအတိုင်းအဆမရှိများလာတော့စဉ်းစားလေကြေကွဲလေဖြစ်ကုန်ရော Facebook ခွင်မှာတွေ့နေကြဘဝတွင်ပျော်ရွှင်နည်းအကြံပေးချက်မှာအားနည်းချက်တစ်ခုရှိတယ်အဲ့ဒီအားနည်းချက်ကဒီလိုဗျဒီအကြံပေးချက်တွေဟာလူတွေကိုကောင်းတဲ့အရာတွေကိုပဲတီးသန့်လိုချင်စိတ်ဖြစ်စေတာဒါပေမဲ့ကောင်းတဲ့အရာတွေကိုလိုချင်တဲ့စိတ်ဖြစ်နေတာမကောင်းတဲ့အတွေ့အကြုံတတ်ပဲမကောင်းဘူးဆိုတာကိုလက်ခံတဲ့စိတ်ကသာကောင်းတဲ့အတွေ့အကြုံကိုရစေတယ်ဖက်လေရှုပ်လေခဏလေးချိန်ပြီးတော့ပြန်စဉ်းစားကြည့်ကောင်းတာတွေကိုပဲလိုချင်နေတာမကောင်းတဲ့စိတ်မကောင်းဘူးဆိုတာကိုလက်ခံတာကောင်းတဲ့စိတ်အထွေးကောပညာရှင်အလန်ဝက်စ်ရဲ့နောက်ပြန်နေရမှာလို့ပဲစိတ်ချမ်းသာမှုကိုဇက်တိုက်လိုက်ရှာလေမကြည်မနှက်ဖြစ်လေလိုက်ရှာနေကြတဲ့ကူကကို့မှာမရှိဘူးလို့လက်ခံထားလို့ချမ်းသာခြင်းစိတ်တွေအသေးအတန်ဖြစ်လေကိုမချမ်းသာဘူးထင်လာလေဖြစ်မယ်ဘလောက်ရှာမလုံလောက်နိုင်ဘူးကြောမောလှပခြင်းစိတ်ဆွဲဆောင်မှုရှိခြင်းစိတ်ကအရန်ကြီးနေရင်ကိုဘယ်တော့မှလှသွားပြီလုံလောက်သွားပြီလို့ထင်မှာမဟုတ်ဘူးဒီလိုပဲပြောခြင်းစိတ်လူဝင်ဆန်းကျင်တဲ့စိတ်ကအရန်များနေတော့အထီးကျန်စိတ်ကြောက်စိတ်တွေပိုများလာတာပေါ့ပိုပြီးတော့တော်တဲ့တက်တဲ့နည်းနေတဲ့သူဖြစ်ခြင်းစိတ်ဆရာကြီးဖြစ်ခြင်းစိတ်အရန်ပြင်းထန်နေတော့စူးစမ်းလေတိမ်နဲ့ဝေးတဲ့သူပိုဖြစ်လေဖြစ်လာရောအတွေးခေါ်ပညာရှင်အယ်ဘတ်ကမူကပြောဘူးတယ်ပျော်ရွှင်မှုဆိုတာဘာလဲဆိုပြီးတော့လိုက်ရှာနေဘယ်တော့မှပြောမှာမဟုတ်တယ်လို့ဘဝဆိုတာကြီးကိုနားလေဖို့ပဲစူးစမ်းနေရင်တန်အောင်နေလိုက်ရမှာမဟုတ်ဘူးဒီထက်ရှင်းအောင်ပြောရရင်တော့စောကချားစ်ဘူကိုစကီပြောသလိုပဲမစူးစမ်းနဲ့ဒီလိုပြောလိုက်တော့မေးစရာတွေအများကြီးတော့ဖြစ်မယ်ပြောတာတွေကတော့အပြန်စားပဲအကိုဒါပေမဲ့ကျွန်တော်ပတ်စံစုပြီးတော့ဝယ်မလို့လုပ်နေတဲ့ပြိုင်ကကျွန်တော်လိုချင်တဲ့ဘလောက်တောင်းကိုလုံးအိမ်လှလှလေးဒါတွေကြတော့ဘယ်လိုလုပ်မလဲမိလိုက်ရတော့မလားမစူးစမ်းဂယုမဆိုင်ဘယ်လိုရတော့မလဲအဲ့လိုရောမဖြစ်ချင်ဘူးလေတခါလေဂယုမဆိုင်မိတဲ့အရာတွေမှာပိုပြီးတော်နေတာကိုသတိထားမိလားအသေးအတန်မလုံးမအောင်မြင်တော်တဲ့သူတွေကိုရောတွေ့ဘူးတယ်မလားဖြစ်ချင်ဖြစ်ဆိုပြီးတော့စိတ်ထားလိုက်တော့မှအဆင်ပြေတော်တာတွေရောရှိဘူးတယ်မလားနောက်ပြန်နေရမှာဆိုရင်အတိုင်းပြောင်းမြန်နေဖြစ်တတ်တယ်ကောင်းတာတွေကြီးပဲလိုက်ရှာနေတာဆိုးတယ်ဆိုရင်ဆိုးတာတွေနောက်လိုက်နေတာကောင်းဖို့ဂျင်မာအော်ဟစ်ခံရတွေကကျမ်းမာရေးကောင်းလာဖို့စီးပွားရေးမှာဇက်တိုက်ကြာရှုံးတာတွေကြောင့်အောင်မြင်မဲ့လမ်းစာကိုတွေ့မယ်ကိုစိတ်အားငယ်တဲ့သူဆိုတာဝန်ခံလိုက်မှလူတွေရှေ့မှာတတ်တည်ရှိလာမယ်လူမှုရေးပြဿနာတွေကိုပွင့်လင်းလင်းဖြေရှင်းတဲ့လူများယုံကြည်တဲ့သူဖြစ်လာမယ်အကြောက်တရားတွေကိုရင်ဆိုင်ရင်းနဲ့တကယ်ရဲရင်လာမယ်ဆက်ပြောရင်ဆုံးမှာမဟုတ်ဒီလောက်ဆိုသဘောပေါက်မှာပါဘဝမှာတန်ဖိုးရှိတဲ့အရာမှန်သမျှဟာမကောင်းတဲ့အရာတွေကိုကြော်ဖြတ်ပြီးမှရတာဒီမကောင်းတာတွေကိုရှောင်ဖို့ကြိုးစားတာကိုတတ်နေတယ်လို့ပဲစိတ်မညစ်ချင်လို့ရှောင်ထွက်နေရင်စိတ်ညစ်စရာတွေဖြစ်လာမယ်မယုံကန်ရင်လို့စိတ်ချမ်းသာခြင်းအောင်ဆောင်နေရင်ပို့ပြီးတော့ယုံကန်ရမယ်ကြာရှုံးမှုကိုရင်မဆိုင်နိုင်တာပိုဆိုးတဲ့ကြာရှုံးမှုပဲရှက်စရာတွေကိုဖွက်ထားတာပိုရှက်ဖို့ကောင်းတယ်နာကျင်မှုဆိုတာဘဝရဲ့ခွဲမရတဲ့စိတ်ပိုင်းတစ်ခုပါဒါကြီးကိုအတင်းဆွဲထုတ်ဖို့မဖြစ်နိုင်ဘူးဆွဲထုတ်ရင်လည်းတခြားဟာတွေပါစုပ်ပြတ်ပြီးတော့ပါလာလိမ့်မယ်နာလို့ရှောင်နေမယ်ဆိုရင်ပိုပြီးတော့နာလာလိမ့်မယ်ဂယုမဆိုင်ဖဲတက်ရင်ဆိုင်နိုင်မှဘသူမှတားလို့မရတဲ့လူတစ်ယောက်ဖြစ်လာမယ်ကျွန်တော်ဘဝမှာလည်းအဖက်လို့ဂယုဆိုင်ခဲ့တဲ့အရာတွေအများကြီးရှိခဲ့တယ်ဂယုမဆိုင်ခဲ့တဲ့အရာတွေလည်းအများကြီးနောက်ဆုံးကျတော့တကယ်အပြောင်းလဲဖြစ်စေခဲ့တာကဂယုမဆိုင်ခဲ့တဲ့အရာတွေဖြစ်နေတယ်ကျွန်တော်ဘဝမှာလည်းဒီလိုအပေါင်းအသင်းတွေရှိခဲ့ဘူးမှာပါဘာကူမှဂယုမဆိုင်ဖဲနဲ့ဖြစ်ချင်အောင်ဖြစ်ဆိုပြီးတော့ကြီးကျယ်ခမ်းနားတဲ့အရာတွေကိုလုံနိုင်သွားတဲ့သူတွေခင်ဗျားကိုယ်တိုင်လည်းဂယုမဆိုင်ဘူးကွာဆိုပြီးလုံမှအောင်မြင်ခဲ့တာတွေရှိဘူးလိမ့်မယ်ကျွန်တော်တို့ကစီးပွားရေးကုမ္ပဏီတစ်ခုမှာအလုပ်ဝင်နေနှစ်လမပြည့်သေးဘူးထွက်မယ်ကွာဆိုပြီးတော့ထွက်ကိုယ်ပိုင်အင်တာနက်လုပ်ငန်းတစ်ခုထောင်နေကျွန်တော်ရှိသမျှပိုင်ဆိုင်မှုတွေအကုန်ရောင်းပြီးတော့တောင်အမေရိကကိုသွားတော့လဲအဲ့လိုပဲဘာဂယုဆိုင်စာရှိလဲဘာမှဂယုမဆိုင်ခဲ့ဘူးကျွန်တော်တို့ဘဝတွေကိုတကယ်ပုံဖော်ပေးမှာကအဲ့လိုဂယုမဆိုင်ချင်းနေပါ
လုပ်ငန်းဝင်တစ်ခုကနောက်တစ်ခုပြောင်းပြလိုက်တာကျောင်းကထွက်ပြီးတော့ rock သချင်းတွေဆိုတာအတုံးမကျတဲ့ရီးစားကောင်ကိုဖြတ်ပြီးတော့ရှေ့ဆက်တာဂီယူမဆိုင်ဘူးဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဘဝရဲ့ကြောက်ဖို့အကောင်းဆုံးမကောင်းဆိုးဝါးတွေကိုတက်စိုက်ကြည့်ပြီးတော့ကြီးတက်ရတာကိုကျွန်တော်တို့တွေတော်များများကအဖက်လုပ်ဖို့မလိုတာတွေကိုအဖက်လုပ်တဲ့နေရာမှာတိတ်တော်တယ်စတိုးဆိုင်ဝန်ထမ်းက၄တန်းမှရင်လည်းအဖက်လုပ်ပြီးတော့စိတ်တိုးတယ်ကိုကြိုက်တဲ့ TV show တွေမလွှင့်တော့ရင်လည်းအဖက်လုပ်ပြီးတော့စိတ်ဆိုးမယ်လုံးဖို့ကိုင်ဘက်တွေကကိုဝင်ထားတဲ့အင်ဂျင်တစ်ကိုမချီးကျွင်းရင်လည်းအဖက်လုပ်ပြီးတော့စိတ်နာခြင်းနဲ့တစ်ဖက်မှာလည်းတာသမီကိစ္စတငယ်ချင်းပြဿနာတွေပတ်စံဒုက္ခတွေရှိသေးတယ်ဒီကြားထဲဖုံးလိုက်မမိတာကားပိတ်တာတွေကိုပါစိတ်တွေဆိုးတက်ပြောရင်တော့နားလိုက်မယ်ခမည်းလည်းတနေ့သေးရမှာပဲပြောစရာမလိုပဲသိနေပေမဲ့မေးမှာဆိုလို့တတိပေးတာပါခမည်းလည်းသေမယ်ခမည်းနဲ့တိတဲ့ခင်နဲ့ချစ်တဲ့သူတွေအကုန်လုံးလည်းသေမှာပဲအဲ့ဒီဟိုနားတီနာခီးတူတူလေးမှာဂယုဆိုင်အဖက်လုံးနေရမယ့်အရာတွေတိတ်များနေလို့တော့မရဘူးအကုန်လိုက်ပြီးတော့ဂယုဆိုင်နေတော့အနုံထဲမှာလမ်းလျှောက်တယ်လို့ဖြစ်မယ်ဂယုမဆိုင်ခြင်းနုပညာဆိုတာတိမ်မွေးတယ်ရုပ်တရက်ကြည့်လိုက်ရင်တော့တော်တော်အသုံးမကျတဲ့အတွေးခေါ်ပဲလို့ထင်စရာပဲကျွန်တော်လည်းငဘောလို့ထင်မယ်ကျွန်တော်အဓိကပြောချင်တာကခမရတို့ရဲ့စဉ်းစားပုံစဉ်းစားနည်းကိုအဓိကနဲ့တာမညာခွဲတတ်ဖို့ပါခွဲတတ်ပြီဆိုရင်ကိုယ့်အတွက်တကယ်အရေးပါတဲ့ຢာတွေကိုတွေ့လာမယ်ဒီအရေးကြီးတဲ့ຢာတွေကိုရေးစစ်တယ်လို့စစ်ထုတ်နိုင်ဖို့နေလိုက်မယ်လွယ်တော့မလွယ်ဘူးတစ်သလုံးသေချာလှုပ်သွားနိုင်ဖို့လိုတယ်ခဏမှားအောင်ပါပဲလွယ်အောင်ပါပဲဒါပေမဲ့အမှားတွေအလွဲတွေစိတ်ညစ်စရာတွေရှင်းပြီးတော့လုပ်ကိုလုပ်မှရမယ်ဘာဖြစ်လို့လဲဆိုတော့ရှင်းပါတယ်အကုန်လုံးအရာအလုံးကိုအဖက်လုပ်ဂယုဆိုင်နေရင်ဖြစ်လာမယ့်ပြဿနာတစ်ခုရှိတယ်ကိုငါအမြဲပျော်နေတဲ့ပါလားလို့ထင်လာလိမ့်မယ်အရာလုံးကိုစိတ်တိုင်းကြဖြစ်နေရမယ်ဆိုပြီးတော့ထင်လာလိမ့်မယ်ဒါယောဂရဲ့အစပဲကုမရဘူးလုံမပါသွားလိမ့်မယ်ဒီယောဂဝင်သွားတဲ့အခါအခက်အခဲလေးနည်းနည်းတွေ့ရင်မတရားဘူးဆိုပြီးတော့ထင်လာလိမ့်မယ်စိန်ခေါ်မှုတွေကိုလည်းကြာရှုံးမှုတွေဆိုပြီးတော့မြင်လာမယ်အစင်မပြေတာတွေကိုလည်းငါ့ကိုတမင်လုပ်နေတာဆိုပြီးတော့ထင်လာမယ်သဘောမတူခြင်းတွေကိုလည်းတစ္ဆာဖောက်တာပဲဆိုပြီးတော့ခံစားလာရမယ်ကိုယ့်ရဲ့အုံနောက်သေးသေးလေးထဲမှာကိုပိုင်ငရဲကန်းနဲ့ကိုမီးကိုမွေးပြီးတော့ဒုက္ခတွေခံရမယ်ရပိုင်ခွင့်တွေအခွင့်အရေးဖြစ်ခြင်းစိတ်တွေနဲ့ပိတ်တာတစ်ပိုင်းဖြစ်လာမယ်ဘဲမှလည်းရောက်မှာမဟုတ်ဘူးဂယုမဆိုင်ခြင်းအနုပညာဂယုမဆိုင်ခြင်းလို့ပြောလိုက်တာနဲ့လူတော်များများထင်တာကတစ်မျိုးဘယ်ချင်းနေမှမဆိုဘာမှမဖြစ်တဲ့သူဘသူအတွက်မှခံစားချက်မရှိတဲ့သူစိတ်မညစ်တတ်တဲ့သူလို့ထင်ကြတယ်ဘာလာအေးစေးဘာဖြစ်ဖြစ်သူအေးနေတတ်တဲ့သူမျိုးပေါ့ဒီလိုလူမျိုးကိုခေါ်တဲ့စေပညာအခေါ်တစ်ခုရှိတယ်စိုက်ကိုပတ်စိတ်ဝေနာတယ်လို့ခေါ်တယ်ဒီစာအုပ်ကစိတ်ဝေနာတယ်ဖြစ်နေစာအုပ်မဟုတ်ဘူးလေဂယုမဆိုင်ခြင်းအနုပညာဆိုတာဒီထက်အများကြီးကိုသိမ့်မှုအနုပညာဆိုတဲ့အတိုင်းတက်အပ်ကြီးတတ်မှတ်လို့တော့ဘယ်ရမလဲနည်းနည်းတော့လက်ဝင်တာပေါ့ဒီအနုပညာရဲ့လှုပ်ဝက်ချက်တွေကိုတစ်ခုချင်းစီလေ့လာလိုက်မယ်ဆိုရင်ဒီလိုပဲလှုပ်ဝက်ချက်တစ်ကဂယုမဆိုင်ခြင်းဆိုဒီမှာမတုံမလုံးနေခြင်းကိုပြောခြင်းမဟုတ်အများနဲ့မတူကွဲပြားမှုများကိုလက်ခံတတ်ခြင်းကိုပြောခြင်းဖြစ်သည်ရှင်းရှင်းပဲပြောမယ်မတုံမလုံးနေတဲ့ဆိုတဲ့သူတွေကိုဘာမှအားကြအတုနေစရာမရှိဘူးမတုံမလုံးနေတဲ့သူတွေဟာငကြောက်တွေများတယ်အိမ်တကားပိတ်လိုင်းပေါ်မှာလူတကာလိုက်ဒုက္ခပေးနေတဲ့သူမျိုးတွေပေါ့တကယ်တမ်းကျတော့အဲ့ဒီမတုံလုံးဖူးဆိုတဲ့သူတွေတော်တော်များများကသေချာကြည့်လိုက်ရင်အရာရာကိုကြောက်နေတာများတယ်ကိုယ်စပင်မလှဘူးလို့ထင်ခံရမှာဆိုတော့စပင်မဖီးဘူးကွာဘာဖြစ်မလဲကိုယ်စိတ်ကူတွေကိုလူတွေလက်မခံပါဆိုတော့အားလုံးကိုလှောင်ပြောင်းဟာတိုက်ဟာတာမင်းသားကြီးလို့လူတယောက်ကိုတကယ်နှစ်ကာပေါင်းသိရမှာကြောက်တော့ကိုငါလိုလူဒီကဘာမှာမရှိငါ့ကိုဘယ်သူမှနားမလဲငါလိုမျိုးဘယ်သူမှဒုက္ခမခံရဘူးဟဲ့ဆိုပြီးတော့တယောက်တည်းနေမတုံမလုံးနေတဲ့သူတွေဟာကိုဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲကိုသိကြောက်တယ်ကြောက်တော့ရေးကြီးတဲ့ဆုံးဖြတ်ချက်အတိတ်ပဲရှိတဲ့ဆုံးဖြတ်ချက်တွေကိုပတ်ပြေးတယ်ကိုတနာကိုဇက်နာအောင်စဉ်းစားကိုဖန်တီးထားတဲ့စပယ်ရှယ်ကဘာလေးထဲမှာနေနေတကယ်လက်တွေ့ဘဝဆိုတဲ့ဟာကြီးအတွက်ဘာမှအားမဆိုင်ချင်တော့ဘဝဆိုတဲ့အရာမှာလူတွေတတိမထားမိတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘဝမှာဘာမှဂယုမဆိုင်ဖယ်နေရဆိုတာမရှိဘူးတခုခုကိုတော့အဖက်လုပ်ဂယုဆိုင်ရမယ်တကယ်မေကွန်းကဘာတွေကိုဂယုဆိုင်ရမလဲဆိုတာပဲဘာတွေကိုဘလို့ရွေးပြီးတော့ဂယုဆိုင်ရမလဲဘယ်အရာတွေကတောက်ဂယုမဆိုင်တဲ့အရေးမပါတဲ့အရာတွေလဲဆိုတာသိဖို့လိုတယ်ကျွန်တော်မိတခါတော့ကပတ်စံတော်များများအလိန်ခံလိုက်ရတယ်တကယ်ချင်းအရင်တယောက်ကလိန်သွားတာကျွန်တော်သာမတုံမလုံနေတတ်တဲ့သူဆိုရင်ဘာလို့ဆရာလို့တော့အေးတော့မပြတ်ဖဲနဲ့ TV လေးဆက်ကြည့်နေအောင်ပဲလေမတုံမလုံနေတတ်တဲ့သူမဟုတ်တော့ကျွန်တော်အမေကိုပြောလိုက်တယ်ဘာဖြစ်နေအမေဘာမှစဉ်းစားမနေနဲ့အဲ့ဒီကောင်တရားစွဲမယ်ရှေ့နေငှားမယ်ဒီကောင်ဘွားပြက်ပါစေဖြစ်ချင်အဖြစ်ဂယုမဆိုင်ဘူးဂ
ဂိမ်းမဆိုင်ရင်ပညာဆိုတာဒါပဲလူတွေမြန်မာတော့ဒီကောင်မလို့ဖြစ်ချင်အဖြစ်လုံနေပြီဟာဘာမှဂိမ်းမဆိုင်ပဲလုံနေပြီဟဲ့သတိထားကြဆိုပြီးတော့မြင်တာပေါ့တကယ်ကြတော့ဘာကူမှဂိမ်းမဆိုင်တာမဟုတ်ဘူးအဟံအတားတွေကိုပဲဂိမ်းမဆိုင်တာမိတ်ဆွေတွေစိတ်ဆိုးသွားမှာကိုဂိမ်းမဆိုင်တာအခင်းမင်းပြတ်မှာကိုဂိမ်းမဆိုင်တာကိုမန်နဲ့ထင်လို့လှုပ်တာကိုအများသူငါကဲ့ရဲ့မှာကိုဂိမ်းမဆိုင်တာဒါကြောင့်ဒီနီလန်းဟာတကယ်လေးစားဖို့ကောင်းတာကျွန်တော်ပြောရမအောင်နော်အဟံတားတွေကိုကြော်ဖြတ်နိုင်တာလူတွေတတ်မှတ်ထားတဲ့လူလိမ်မာဆိုတဲ့ပုံစံကွက်ထဲကနေထွက်ရဲတာကိုတံမိုးထားတဲ့အရာအတွက်ကိုထင်တာကိုလိုရဲတာတွေကိုပြောတာကျောက်စီယာတရဝါတွေကိုစစ်စစ်ကြည့်ပြီးတော့လက်ကလေးထောင်ပြရဲတဲ့တက်တီမျိုးကိုပြောတာဒီလိုလူမျိုးတွေကခုနကပြောတဲ့မတုံမလုံနေတတ်တဲ့သူတွေနဲ့တိတ်ကွာတယ်သူတို့ဟာအမှန်တရားကိုမကြောက်တတ်တဲ့သူတွေချင်းချုံမှုတွေကိုဂိမ်းမဆိုင်တဲ့သူတွေတက်တိစိတ်ကကိုချစ်တဲ့စိတ်ထက်ပိုအရေးကြီးတယ်ဆိုတာကိုသူတို့နားလေတယ်ရဲရင်ချင်းဟာကိုနာမည်ကို Facebook ပေါ်ကပုံနေကိုထင်မြင်တဲ့အထင်မြင်တွေထက်ပိုအရေးကြီးမှန်းသိတယ်ဘဝမှာအရေးမပါတဲ့အရာတွေကိုလက်ကလေးထောင်ပြပြီးတော့ထားခဲ့နိုင်တဲ့သူတွေပေါ့အရေးပါတဲ့အရာတွေကိုပဲတီးတဲ့အချိန်ပေးဂယူးဆိုင်တော်တယ်သူတို့အဖက်လုပ်တဲ့အရာတွေဟာတငယ်ချင်းမိသားစုကိုရီမန်းချက်ကိုရင်ကခွေးလမ်းထိပ်ကမွေးငါးဆိုင်စသဖြင့်ဘာမဆိုဖြစ်နိုင်တယ်သူတို့ဂယူးဆိုင်တဲ့အရာတွေနဲလာလေလေလူတွေကသူတို့ကိုပို့ပြီးတော့ဂယူးဆိုင်လာလေလေပဲအောင်မြင်ကြော်ကြားလူကြိုက်များရင်တောက်မြင့်ကတ်မဲ့သူတွေကလည်းတပုံကြီးရှောင်မရအောင်အတားစီးမရှိတဲ့ဘဝဆိုတာမဖြစ်နိုင်ဘူးအတားစီးကြာရှုံးမှုဆိုတာခွေးချီလိုပဲနေရာတကာမှာတစ်ချိန်တော့တန်နေမိပါပဲဘယ်တော့မလွတ်နိုင်ဒါပေမဲ့ဘာမှဖြစ်ဘူးအဓိကအဲ့ဒီအတားစီးတွေကြာရှုံးမှုတွေကိုရှောင်သွားဖို့မဟုတ်ပါကိုသဘောကျတဲ့ကိုရင်ဆိုင်ခြင်းတဲ့အတားစီးတွေကိုရွေးတက်ရှာတတ်ဖို့လိုတာလှုပ်ချက်နှစ်အတားစီးများကိုဂရုမစိုက်ချင်လေရင်အတားစီးများထက်အရေးကြီးသောအရာတစ်ခုကိုဂရုစိုက်ဖို့လိုသည်ကုံစုံဆိုင်တစ်ခုမှတွေ့ဘူးတယ်အဖွားကြီးတယောက်သူကန်ဆယ်မဲပြား20ပေါက်တာကိုလဲမပိတ်လို့အော်ဟစ်ပြဿနာရှာနေတာဘာဖြစ်လို့တော့အဲ့ဒီဖွားကြီးမှာတခြားလူစရာဘာမှမရှိတော့ဘူးလေအိမ်မာနေကန်ဆယ်မဲပါတဲ့ဘလင်းပုံးတွေထိုင်စုတယောက်တည်းအသက်ကလည်းကြီးပြီကလေးတွေကလည်းတာဝန်မယူတတ်တဲ့ဟာတွေဆိုတော့လာတော့မကြည့်တာကြာပြီယောက်ျားအထီးတွေဆိုတာမေ့တောင်နေပြီပင်စင်လာကလည်းမဝရေစားသေမဲရက်ကိုစောက်အဲ့တော့ဒီပလင်းပုံးကအရေးကြီးနေရောဒါပဲရှိတာလေဒီဟာပဲဂယူးဆိုင်စရာရှိတာတခြားအဖက်လူစရာဘာမှမရှိတော့တာကုန်ပြီကုံစုံဆိုင်ကဒီပလင်းပုံးကိုလဲမပေးတော့အောင်ထားသမျှအကုန်ထွက်တော့တာပဲ280လောက်အောင်ထားသမျှအကုန်အန်ထွက်ကုန်တာငါတို့ခေတ်တုန်းကဆိုဒီလိုမဟုတ်ဘူးငါ့ယောက်ျားသားရှိလို့ကတော့အစုံပေါ့ဘာမုန်းတာတွေကိုအရေးကြီးလို့အဖက်လုံနေတဲ့သူတွေရဲ့ပြဿနာကသူတို့မှာဒီထက်အရေးကြီးတဲ့အရာမရှိတာပဲကိုဒီလိုဖြစ်လာပြီဆိုရင်သတိထားကြည့်ရီစာဟောင်းဓာတ်ပုံအသစ်တင်တာ TV remote ဓာတ်ခဲကုန်နေတာဆက်ပြမုံကန်ဆန်းမဲပေးနေတာတွေကိုလွတ်သွားတာဒါတွေကိုစပြီးတော့စိတ်တူလာပြီဆိုရင်သေချာပြီကိုယ့်ဘဝမှာဒီထက်အရေးကြီးတာတွေမရှိလို့ပဲယောဂအမြင့်ကအဲ့ဒါဆက်ပြမုံလည်းမဟုတ်ဘူးဓာတ်ခဲလည်းမဟုတ်ဘူးတခါအနုပညာရှင်တယောက်ပြောတာမှတ်ထားဖို့ပဲပြဿနာမရှိတော့ရင်လူတွေကပြဿနာကိုခေါင်းထဲမှာတမင်ပုံဖော်ဖန်နေကြတယ်တဲ့ကျွန်တော်ထင်တယ်အထူးသဖြင့်အခွင့်အရေးကလူရန်စားတွေရဲ့ဘဝအခက်အခဲတော်များများကအမှန်တကယ်စိတ်ညစ်စရာမရှိခြင်းရဲ့ဘေးထွက်ဆိုကြပဲဒီတော့ဘဝမှာအားသွန်ခွန်ဆိုင်လှုပ်တင်တာကတကယ်အတိတ်ပဲရှိတဲ့အရေးကြီးတဲ့အရာကိုရှာဖို့ပဲတကယ်အရေးကြီးတဲ့အရာကိုမတွေ့ရင်အရေးမပါတဲ့တခြားပါမွားပြဿနာတွေနဲ့အချိန်ကုန်သွားလိမ့်မယ်လှုပ်ဝက်ချက်3သတိမထားမိတော့လေအရေးကြီးသောအရာအလုံးကိုမသိစိတ်ကရွေးချယ်ပြီးသားဖြစ်သည်လူဆိုတာမွေးကလေးကဂယုမဆိုင်တက်ဖဲမွေးလာတာမဟုတ်ဘူးတကယ်ကျတော့ကျွန်တော်အားလုံးဟာမွေးလာတဲ့ကဂယုဆိုင်စရာတွေတော်တော်များသားဗျအမေဝယ်ပေးတဲ့အုတ်ထုတ်အယောင်မကြိုက်လို့ငိုနေတဲ့ကလေးတွေ့ဘူးတယ်မလားအဲ့လိုဟာလေးတို့ပြောတာငငယ်တော့အားလုံးအစ်စ်စိတ်ဝင်စားစရာစိတ်လှုပ်ရှားစရာတွေအပြည့်အကုန်လုံးအရေးကြီးနေတာအကုန်လိုက်ဂယုဆိုင်နေရောအရာအားလုံးလူအားလုံးထင်သမျှပြောသမျှတွေကိုလိုက်အဖက်လုပ်နေရတာလေကိုကြိုက်နေတဲ့အကောင်လေးကောင်မလေးဖုန်းပြန်မဆက်တာဝယ်လာတဲ့ဂျင်းမောင်မီအယောင်မကြိုက်တာမွေးနေ့ကိတ်ကသေးနေတာဟိုစုံလို့အသက်ကြီးလာတော့အတွေ့အကြုံလည်းများလာတာပါတယ်အချိန်ကြီးအများကြီးဖြတ်တန်းပြီးတာကြောင့်လည်းပါတယ်ပေါ့စောစောကပြောတဲ့အရာတွေတော်တော်များများဟာဘဝအတွက်သိအရေးမပါမှန်သိလာတယ်ငငယ်ကအသေးအတန်ဂယုဆိုင်အဖက်လုပ်ခဲ့ရတဲ့သူတွေအနားမှာဘဝထဲမှာအခုမရှိတော့ဘူးအရင်ကညင်းပက်ခံခဲ့ရတဲ့အရာတွေကအခုပြန်ကြည့်တော့အငင်းခံလိုက်ရတာအကောင်းဆုံးဖြစ်ဖို့ဖြစ်လာတယ်လူတွေကအရေးမပါတာတွေကိုတော်တော်လိုက်ကြည့်နိုင်ပါသလားဆိုတာကိုသဘောပေါက်လာတယ်ဒီလိုနဲ့ကျွန်တော်တို့ဘာကိုအတိတ်ကဂယုဆိုင်ရမလဲဆိုတာကိုရွေးတက်လာတယ်ရင်းချက်မှုဆိုတာဒါပေါ့တော်တော်ကောင်းတဲ့အရာပါရင်းချက်တွေဆိုတာတကယ်တော့ရွေးပြီးတော့စိတ်ပူတက်လာတာမဟုတ်လား
အသက်လေးရလူလက်ပိုင်းလေးရောက်လာတော့တခြားဟာတွေပါပြောင်းလာတယ်ခွန်အားကလည်းအရင်လောက်မရှိတော့ဘူးလေကိုဘာလဲဆိုတာပိုသိလာတယ်လက်ခံတတ်လာတယ်အရင်ကကိုအားမရတာတွေကိုပါသဘောပေါက်လက်ခံလာတယ်ပို့ပြီးတော့လွတ်လပ်လာတာပေါ့အရာရာကိုဂီယူဆိုင်เสียမလို့တော့ဘူးဘဝဆိုတာဒါပဲလေဆိုပြီးတော့နားလည်လာတယ်ဒီတသက်ငါတော့လကဘာပေါ်လဲရောက်မှာမဟုတ်ဘူးမင်းသမီးနဲ့လည်းညားမှာမဟုတ်ဘူးစူပါဟီးရိုးလည်းဖြစ်လာမှာမဟုတ်ဘူးဆိုတာသဘောပေါက်လာတယ်ဒါဘာဖြစ်ပါ့လူဘဝဆိုတာကတော့ဆက်သွားနေဦးမှာပဲလေအဲ့ဒီချိန်ကျတော့ကျွန်တော်တို့မှာဒီထက်ပိုဂီယူဆိုင်ရမယ့်ဟာတွေရှိနေပြီမိသားစုငယ်တငယ်ချင်းတွေကောက်ကွင်းသွားရမယ့်အချိန်တွေထမင်းစားရတဲ့ရုပ်ရှင်လေးကြည့်ရမယ့်အချိန်တွေစသဖြင့်ဒါတွေကိုပိုဂီယူဆိုင်တက်လာတယ်ဒါတကယ်လည်းလုံလောက်ပါတယ်ဘဝကဒီလိုရိုးရှင်းသွားတဲ့အချိန်မှာပျော်ရွှင်မှုကိုပုံမှန်ပြန်ရလာတယ်ချားစ်ဘူဂိုစကီပြောတဲ့မကြိုးစားနဲ့ဆိုတဲ့စကားဟာပိုပြီးတော့အဓိပ္ပာယ်ရှိလာတယ်ဒီတော့ဒီစာအုပ်ကိုဘာအတွက်ဖတ်ရမှာလဲဒီစာအုပ်ကလုံပေးမှတစ်ခုရှိတယ်ကျွန်တော်တို့ဘဝမှာဘာတွေကတော့အရေးပါတယ်ဘာတွေကအရေးမပါဘူးဆိုတာကိုရွေးနိုင်ဖို့အကူအညီပေးမယ်ကျွန်တော်အမြင်ပြောရရင်ဒီဘက်ခေတ်လူတွေတော်တော်များများမှာယောဂတစ်ခုဆွဲကပ်နေတယ်စိတ်ပိုင်းဆိုင်ရာယောဂပေါ့တခါလေအသုံးမကျတာဘာမှမဖြစ်ပါဘူးဆိုတာကိုလက်မခံနိုင်တော့တဲ့ယောဂဒါအပြင်းကြီးတဲ့ကောင်တွေပြောတဲ့စကားလို့ထင်ရင်ထင်မယ်ဒါပေမဲ့တကယ်သေရေးရှင်အရေးကြီးတဲ့ကိစ္စဘာဖြစ်လို့လဲဆိုတော့တခါလေအသုံးမကျတာလောက်နဲ့ကိုမှားနေပြီလို့ထင်လာပြီဆိုရင်မသိစိတ်ကအပြစ်မြင်လာရောတခုခုတော့မှားနေပြီတခုခုလုံးမအဲ့ဒီမှာလိုရာထပ်ပို့လုပ်ပြီးတော့အနာကိုပစိန်နဲ့ပေါက်တော့တာပဲဖနက်အစုံ40လောက်ဝယ်အင်္ဂါနေ့ညာကြီးပါတီတွေသွားစာတင်ကျောင်းတွေတနက်နဲ့ဝင်ပြစ်ကြောင်ကရန်တွေဖြစ်ပေါ့တခါလေပုံမှန်ထပ်ပူညံ့သွားတာဘာမှဖြစ်ပါဘူးဒါကိုလက်မခံနိုင်တော့လောကတန်နေရတဲ့ဇောက်ထိုးကြသွားတာပေါ့ဒီဘက်ခေတ်လူပတ်ဝင်ခြင်းကိုလွှမ်းမိုးစပြုလာတဲ့ကက်ကြီးတစ်ပါးပဲတောက်ကွေးမဆိုင်ဘူးဟေ့ဆိုတဲ့နုပညာကရိုးရှင်းရှင်းလေးပါဘဝရဲ့မျောလင်းချက်တွေကိုပြင်စရာရှိတာပြင်ဖြတ်စရာရှိတာဖြတ်ဖို့အရေးကြီးတဲ့ຢာတွေကိုတီးတန့်ရွေးတတ်ဖို့ဒီလိုလုံးနိုင်ပြီဆိုရင်လက်တွေ့ကျတဲ့အသိဉာဏ်ပွင့်လင်းလာခြင်းလို့ကျွန်တော်ကြီးကြဲကြဲနာမည်ပေးထားတဲ့အရာကိုရနိုင်မယ်ဒီလိုနေတတ်လာပြီဆိုရင်တကားတွေတော်တော်များများပွင့်ထွက်သွားမယ်နိဗ္ဗာန်တကားတရားတကားတွေပွင့်သွားတာကိုပြောတာမဟုတ်နော်စိတ်ညစ်စရာစိတ်ပြက်စရာကြောက်စရာတွေဆိုတာရှောင်လို့မရပါလားဆိုတာကိုသဘောပေါက်သွားတဲ့စိတ်ကိုပြောတာဘာပဲလုပ်ဘလောက်ပဲတော်ကြာရှုံးခြင်းနေဆုံးရှုံးခြင်းနေနောင်တတွေဒီနေ့တရားမဲ့ကိစ္စတွေဆိုတာရှောင်လို့မရအောင်ဒါတွေကိုတက်တောင့်တက်တာရင်ဆိုင်နိုင်ပြီဆိုရင်ရင်ဆိုင်ရမှာသိကြတယ်ကျွန်တော်ပြောတော့ရောဒုဗီဒါဘီစီရတယ်လို့ပဲအေးအေးဆေးဆေးဆက်သွားလို့ရမယ်တကယ်တမ်းကျတော့နာကျင်မှုကိုကြော်ဖြတ်နိုင်ဖို့ဆိုတာတစ်ခါတော့အထိနာဖို့လိုတယ်လေဒီစာအုပ်ကခမရတို့ပြဿနာတွေကိုဖြေရှင်းပေးမှာမဟုတ်ဘူးခမရတို့နာနေရတွေကိုလည်းကုမပေးနိုင်ဘူးပြောစရာရှိရတွေကိုရိုးသားသားပဲပြောပြမှာအောင်မြင်မှုကြီးပွားမှုကြမ်းလည်းမဟုတ်ဘူးအောင်မြင်ကြီးပွားခမ်းနားတွေဆိုတာတွေကလည်းစိတ်ကူးထဲမှာထင်တဲ့အရာတွေများပါတယ်ပုံမြင်နေတဲ့မသေးသေးကိုလိုက်ရှာရတယ်လို့ပဲဒီစာအုပ်ကခမရတို့ရဲ့နာကျင်မှုတွေကိုခွန်အားအဖြစ်ပြောင်းပေးမယ်စိတ်ဆင်းရဲမှုတွေကိုစွမ်းအင်ဖြစ်ပြောင်းပေးမယ်ပြဿနာတွေကိုလည်းနည်းနည်းပိုကောင်းတဲ့ပြဿနာတွေဖြစ်ပြောင်းလဲနိုင်အောင်လေ့ကျင့်ပေးမယ်စနစ်ကြဒုက္ခကိုရင်ဆိုင်နည်းဆိုပါတော့တဘာဝကြအတိတ်ပဲရှိစိတ်ပါလက်ပါနဲ့ဘဝရဲ့အခက်အခဲတွေကိုဘလို့ရင်ဆိုင်ရမလဲဆိုတာကိုပြပေးမယ်ဝင်တော့ဝင်ပိုးတွေအပြည့်နဲ့ပေါ့ပရှောက်နိုင်ဖို့ကြောက်စရာတွေတပုံတပင်နဲ့အေးဝအိတ်နိုင်ဖို့မျက်ရည်ကြားရဲရင်နိုင်ဖို့ဒီစာအုပ်ဖတ်ပြီးရင်ဘလို့ရာယူပိုင်ဆိုင်ရမယ်ဆိုတာထက်ဘလို့လက်လွတ်ဆုံးရှုံးရမယ်ဆိုတာကိုနားလည်လာမယ်ကိုဘော့လွယ်ထဲကမလိုအပ်တဲ့အမိုက်တွေကိုခြံကဲနိုင်လာလိမ့်မယ်နောက်ပြန်လဲကျသွားလဲဘာမှဖြစ်ဘူးဆိုပြီးတော့စိတ်အေးထားတတ်လာမယ်မလိုအပ်တာတွေအတွက်မကြိုးစားဘဲနေတတ်လာမယ်တောက်ပြူစိုက်စရာတွေနည်းလာမယ်ဟုတ်ကဲ့ပါဒါကတော့ဆာချမ်းမြင့်ဝင်ဘာသာပြန်ဆိုထားတဲ့ဂူးမဆိုင်ချင်းနုပညာရဲ့အခန်း1မကြိုးစားနေဆိုတဲ့အခန်းလေးပဲဖြစ်ပါတယ်နောက်နေ့မှလည်းကြန့်ရှိနေသေးတဲ့အခန်းများကိုစဉ်ဆက်မပြတ်ဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြဖို့တောင်းဆိုလိုက်ပါရစေအချိန်ပေးပြီးတော့နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်နောက်တစ်ခန်းမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ